ကိုကိုနဲ့သူ့၏အယုတ်များကိုကိုကသူ့ရုပ်တွေကိုအယမ်းချစ်တယ်သူ့မှာတောက်ပြောင်တဲ့ကားရုပ်လေးတွေပျော့ပြောင်းတဲ့ဝက်ဝင်ရုပ်လေးတွေနဲ့အယောင်စုံဘလောက်တုံးလေးတွေရှိတယ်နေသားတဲ့နေ့လည်ခင်းတစ်ခုမှာသူ့တငယ်ချင်းတွေကအတူကစားကျင်ကြလို့ကိုကိုအိမ်ကိုလာလဲကြတယ်နင်းရုပ်တွေနဲ့ငါတို့လည်းကစားလို့ရမလားကလို့ရင်ရင်ကြေးကြေးမေးကြတယ်ဒါပေမဲ့ကိုကိုကခေါင်းခါလိုက်တယ်မရဘူးလို့သူပြောတယ်ဒါတွေကငါရုပ်တွေသူကအယုတ်တွေကိုသူ့နားမှာပဲထားပြီးတယောက်တည်းကစားနေတယ်တငယ်ချင်းတွေကစိတ်ပြတ်သွားကြတယ်ခဏကြာတော့သူတို့ဟာအပြင်ထွက်ပြီးအတူတူသွားကစားကြတယ်ကိုကိုကတော့အယုတ်တွေနဲ့အတူအိမ်ထဲမှာပဲကြံခဲ့တယ်စားပိုင်းမှာတော့သူကပျော်စရာကောင်းတယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲအခန်းကတိတ်ဆိတ်ပြီးအထီးကျန်တယ်လို့ခံစားလာရတယ်အပြင်မှာတငယ်ချင်းတွေရေမောကစားနေတဲ့အတန်ကိုသူကြားနေရတယ်ကိုကိုကသူ့ရုပ်တွေကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်အတူကစားရတာကပိုပျော်ဖို့ကောင်းမယ်ထင်တယ်လို့တိုးတိုးလေးပြောလိုက်တယ်နောက်တစ်နေ့မှာတော့ကိုကိုကအယုတ်တစ်တာကိုအပြင်သို့ယူလာတယ်သူကတငယ်ချင်းတွေကိုပြုံးပြီးပြောတယ်ဒီနေ့အတူတူကစားကြမလားတငယ်ချင်းတွေကပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ကြတယ်သူတို့ဟာအတူတူဘလောက်တုံးလေးတွေနဲ့တိုင်းမြင့်မြင့်ဆောက်ကြတယ်ကားရုပ်တွေကိုပြိုင်မောင်းကြတယ်ရေမောပျော်ရွှင်ကြတယ်ကိုကိုရဲ့စိတ်ထဲမှာနွေးနွေးထွေးထွေးနဲ့ပျော်ရွှင်မှုကိုခံစားရတယ်အဲ့ဒီနေ့မှာကိုကိုဟာအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုသင်ယူခဲ့တယ်လေးစားမှုဆိုတာတခြားသူတွေရဲ့ခံစားချက်ကိုဂရုစိုက်ပေးပြီးပျော်ရွှင်မှုကိုအတူမျှဝေတာပဲဖြစ်တယ်